အားလုံးပဲမင်္ဂလာပါရှင် Reading Mining Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ခုခါမှာတော့စာရေးဆရာမနုနုရင်အင်းဝါရေးသားထားတဲ့ပြားတို့ဒီမချိုမိုးတို့ဒီမပေါက်ရာတို့ဒီ6ကုံဤဆိုတဲ့ဝိတ္ထုတွေလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်စိန်ပန်းနီနီတွေမြေမှာကျေးပြက်နေတဲ့ကြောင်းဖွင့်ချိန်ကိုရောက်လို့လာခဲ့ပြီဆီယာမကြီးစောရုံမူလာတန်းကျောင်းကလေးရဲ့ကျောင်းဖွင့်ချိန်ဟာတကယ်ကိုရောက်လို့လာခဲ့ပါပြီ။ကျောင်းကလေးရဲ့မြေပြင်မှာမိုးတက်လီချွေထားတဲ့စိန်ပန်းနီနီတင်မကຫນွေလက်ကျန်ငုရွှေဝါတွေပါရောနှောနီဝါရွှေလိုစစ်စရာတနာစရာကျောင်းကလေးကိုကြီးမဝနိုင်ခဲ့ပါဘူး။ငငယ်တုန်းကအထက်တန်းစကပြေလက်ရည်စင်မှာတင်ခဲ့ရတဲ့ဆရာသိပ္ပံမောင်ဝါရဲ့ရွာချက်တရီထဲကဆရာစောဤကျောင်းမှာဓနိကာဓနိမိုးဝလုံးတိုင်ဝချမ်းခင်းဂျရင်ပေါက်နှစ်ပေါက်တကားပေါက်နှစ်ပေါက်မြသာရှိလေသည်ဆိုတဲ့ဆရာစောကျောင်းကလေးအတိုင်းတသွေမတိန်နှုံနဲ့စုတ်ချလာတဲ့ဒီကျောင်းကလေးကိုကျောင်းအုပ်ဆရာမကြီးဒေါ်မူမူစောပြောင်းလာတဲ့နေ့မှာပဲချစ်တဲ့သူကနာမည်ပေးခဲ့တယ်ဆရာမကြီးစောကျောင်းနဲ့ဟုတ်လဲဟုတ်ပါရဲ့မြို့စင်ချေဖုံးရဲ့ဝကတ်မိုးထရန်ကကျောင်းကလေးကတစ်ဖက်ကို45ဒီဂရီတိန်းဆောင်လို့ကျောင်းကလေးအောက်မှာစီးဆင်းနေတဲ့ရေဆိုးရေမဲတွေနဲ့အတူခရမ်းပြာရောင်ဗေဒာတော်အုပ်ကလည်းမင်းမှုလို့စာတင်လို့ကောင်းပြီဆိုဝုန်းခနဲ့အတန်ကြားရပြီကလေးတွေကြမ်းပေါက်ကျွံကြတာမြေဖြူဖြစ်ချထမိန်စိမ့်အတာမလွားကနေနေအောင်ခုံပြန်ပြေးပြီးရေဆိုးရေမဲထဲကဟာလေးတွေကိုဆယ်ယူကတင်ရသေးတာကျောင်းသားချင်းကလည်းဆရာစောကျောင်းနဲ့တပုံသေးပါပဲဗျာတဲ့လေဒါလည်းဟုတ်တာပဲပြောလေပြောချင်စရာရွာချက်တည်းထဲကငထွန်းကစာမအံရင်ကောင်းတွေကိုဖမ်းပြီးလင်နောက်တိုးဤနာထဲသို့လွတ်သွင်းသည်ဖြင့်နောက်တိုးနဲ့ငထွန်းတို့တယောက်တစ်ချက်စီထိုးနေကြလေပြီထုံးဝင်နဲ့စံသိန်းတို့ကကျောင်းအောက်တွင်နှပန်းလုံးနေကြကုန်၏မိခွေးနှင့်မဲသိန်းတို့မှာတောင်းတောင်းတွင်ခရားစေးကောက်တန်းကစားနေကြလေသည်ဆိုတဲ့စာပိုက်ကိုသူရွတ်ပြရင်ဆီယာမကြီးစောကလည်းအားချမခံရွာချက်တည်းထဲကနောင်နှစ်ပေါင်း40-50ခန့်ကြာလင်ဤเจ้าမှာပင်မြန်မာပြည်တမရထွက်ချင်ထွက်နေမည်ကိုစဉ်းစားမိပုံမပေါ်ဆိုတဲ့စာပိုက်ကိုပြန်ရွတ်ပြလိုက်တာပေါ့ခုတော့လေဆီယာမကြီးစောနဲ့လက်လုံလက်စာចောင်းသားမိဘများရဲ့နိရှိစူးစမ်းမှုကြောင့်ရေဆိုးရေမဲကင်းစင်ဖို့မြေမှာတုံမိုးအုတ်ကာလေးနဲ့တမရလောင်လေးတို့ရဲ့ចောင်းကလေးဟာပြောင်းလဲခဲ့ပြီးဒင်းလေးတို့အတွက်နီးမျိုးစုံနဲ့စူးစမ်းခဲ့ရပါတယ်ဆီယာမကြီးစောနဲ့လက်ထောက်ဆီယာမများအလူမခံဘူးသူဒီနယ်တွင်မရှိဈေးအောင်ချင်းဖြင့်ရန်ပုံငွေရှာဖူးဗလာဇက်ပွဲသွင်းပြီးတော့လေရန်ပုံငွေရှာခဲ့ရခုအိမ်ကိစ္စဘာမှပြန်မကြည့်နိုင်သားသမီးတွေကအမေကသမီးတို့ထက်အမေသမရလောင်တွေကိုပိုချစ်တာတဲ့လေပါရမီဖြည့်ဘက်ခင်မွန်းတွေကတော့စိတ်ကောက်ရှာထင်းသမရလောင်လေးတွေနဲ့အတူနေရပေရောတဲ့ဆီယာမကြီးစောကိုထားရခဲ့ပြီးဘယ်တော့မှပြန်မလာနိုင်တော့တဲ့ခီးကိုထွက်ခွာသွားခဲ့ပြီးဆီယာမကြီးစောကဆီယာမကြီးစောပါပဲလေကျောင်းကလေးကိုမြင်တာနဲ့အားလုံးကိုမိအမောပြီးတမရလောင်တို့ကိုမြင်တာနဲ့ပျော်ရွှင်ကျူးနီးခြင်းနဲ့ဆီယာမကြီးစောရဲ့ဘဝနေပျော်ပြည့်စုံတဲ့ဒီနေ့ကျောင်းဖွင့်ချိန်ဆိုပူလို့တော်နေပျော်စိတ်ပျော်တယ်လို့ပဲကျောင်းနေရွယ်ကလေးကျောင်းနေမိဘပြည်သူဝိုင်းကူပေးဆိုတဲ့စိုင်းမုံနဲ့အတူကျောင်းဝင်ခြင်းမရှိစေရစာအုပ်ပုံမကုန်စေရညီသည့်အခကြီးငွေများပေးစရာမလိုတဲ့ပညာရေးစနစ်ကိုအကောင့်ထဲဖော်မတဲ့ကောင်းလိုက်လေဆီယာမကြီးစောကျောင်းကလေးရဲ့လက်လုံလက်စာပတ်ဝန်းကျင်ကပတ်စံမတက်နိုင်မှုနဲ့ကျောင်းမနေနိုင်ရှာတဲ့ကျောင်းထွက်ရရှာတဲ့တမရလောင်းလေးတွေဆီယာမကြီးစောကျောင်းမှာအများကြီးတိုးပွားလာကြအောင်ပါပေါ့အတိအချပေါ့မင်္ဂလာပါကျောင်းကလေးကိုလွမ်းခြုံထားတဲ့ဒီအတန်းဟာဘယ်လောက်များချက်တည်ရှိလိုက်ပါသလဲတလောကလုံးမှာအตาရဆုံးအတန်းအချုံမြင့်ဆုံးအတန်းပေးပဲစိတ်ကလေးကြီးကြီးနဲ့ဆီယာမကြီးစောတယောက်ကျောင်းသားစရင်စာအုပ်ကိုတစ်ဖြက်ဖြက်လန်နေမနစ်ကကျောင်းသားကျောင်းသူဟောင်း10ယောက်သူငယ်တန်းကစပြီး4တန်းအထိအရွယ်ဆုံးအတန်းဆုံး10ယောက်ခုချိန်ထိကျောင်းလာမအပ်သေးဒီနေ့ဆိုကျောင်းဖွင့်တာတပတ်ကျော်ပြီဆီယာမညူရီဘေးနားမှာဖျားပန်းဦးထိုးနေတဲ့ဝဝဆီယာမကြီးလေဆီယာမကြီးစောရဲ့အကျော်ကိုနောကြည်အောင်တိရှာပါတယ်ညီးသမရလောင်10ယောက်ကိစ္စလားကျုံမခင်တန်းကိုလွတ်လိုက်ပြီအဲ့ဒီဟာရီရဲ့လိပ်စာနဲ့ဈေးရိတ်လေးပေးလိုက်တယ်တီချာလဲမေးခဲလို့မှာလိုက်တယ်အေးကောင်းတယ်ဒါဖြင့်မခင်တန်းဒီမနဲ့ចောင်းစီမရောင်းရဘူးလား
ရောင်းတယ်လေရောင်းပြီးမှသွားတာပေါ့ကျုပ်လည်းသူ့အမျက်တော့မဆိုင်နိုင်ဘူးအေးဈေးဆိုင်ရင်တော်တော့ငယ်တငယ်ချင်းလိုဖြစ်နေတဲ့စိတ်တူကိုယ်တူဆီယာမညိုကိုဆီယာမကြီးစောရီမောရပြန်တယ်ဒီတစ်ခါဖះပန်းဖို့တော့ယူပါအေးငါပေးပါမယ်အမလီတော်ပါအေးဒီကုသိုလ်လေးတော့ယူပါရစေကျုပ်တို့မှတခြားကုသိုလ်ကြီးကြီးမားမားခဲခဲဖက်ဖက်လည်းမလုပ်နိုင်ညီဟိုနေ့ကစိုက်ထားတဲ့မိချောင်းဖို့တော့ယူငါသမီးကလူမဲတဲ့အေးပြီးရောလာဖះပန်းကလဲတော့ညီကတ်လိုက်ပါပြီးတော့မှငါကတ်မယ်တစ္ဆာပန်းအဝါရီဝီနေတဲ့ဖះပန်းအိုးလေးကိုကင်မြောက်ကတ်လူရင်ဆီယာမညူရဲ့မျက်လုံးတွေဖះအာယုံပြုတ်ဖို့မိတ်မလို့ရှိသည်ဆီယာမကြီးကျမပြန်လာပြီဟောဆွာလောင်အတန်နဲ့မက်ခင်တန်တဲ့ရောက်ပြောင်လောင်နဲ့ရုံခန်းနဲ့ဝင်လာပါပြီမက်ခင်တန်မြန်သားပဲဟုတ်ဆီယာမကြီးအဲ့ဒီဘက်ပိုင်းသွားတယ်ကျမတို့အရက်ထဲကကောင်းလေးတယောက်ဆိုင်ကနောက်ကလိုက်သွားလိုက်တာအမလီဆီယာမကြီးရဲ့အဲ့ဒီအခန်းတွဲတွေကိုကြားဘူးလားမရောက်ဘူးဆီယာမကြီးကလည်းတမိသားစုတခန်းမှမဟုတ်ဘူးတခန်းကို9အိမ်အောင်စု6အိမ်အောင်စုပေါင်းနေကြတာတဲ့သမင်းဟင်းလဲချက်စားလို့မရဘူးအဲ့ယုံမဲတဲ့နေ့ချင်းရှင်တည400တဲ့ဆီယာမကြီးရဲ့ဟိုနေကျမသိပါတယ်အဲ့ဒါတွေအဲ့ဒီလိုပဲနေကြရတာပေါ့ရှင်ကအိမ်ပိုင်ရပိုင်နဲ့ဆိုတော့ပြောအားရှိတာပေါ့ရှင်ဆရာမကြီးကျမတော့နေစရာမရှိသေးဘူးပင်စင်က6နှစ်ပဲလို့တော့တယ်ကဲပါဘသူတွေတွေ့လဲပြောပါအောင်ဟိုတင်းကလေးတွေနဲ့ပဲတွေ့တယ်ဆရာမကြီးလူကြီးတွေကအလုပ်သွားတယ်တဲ့တယောက်မှမတွေ့ဘူးမျက်စိခွဲနေတဲ့အဖွားကြီးတယောက်တော့တွေ့တယ်ဟိုတင်းလေးဆရာမဒေါ်ညိုအတန်းကဖြီတီနဲ့ကောင်လေးရဲ့အဖွားတဲ့ဂျိုးဆက်လာတကြိုးလေးနဲ့သူငယ်တန်းကမျက်နှာယူလေးလေအဲ့ဒီမျက်နှာချူကောင်တန်းတက်ရမှာဟုတ်တယ်သူ့အမေကအလုပ်သွားတယ်တဲ့အဲ့ဒါသူတို့မြေးဖွား2ယောက်ကိုပြောခဲ့တယ်ဆီယာမဒေါ်ညိုမာရာဒီကျမပြောခဲ့တယ်ကျောင်းမြင်လာအပ်ပါလို့ကျောင်းပြောင်းမယ်ဆိုလဲကျောင်းထွက်လက်မှတ်လာယူပါလို့အရေးကြီးတာဟောပြောခဲ့ရဲ့လားကျောင်းအိမ်ဒီနေ့ပတ်စံတပြားမှမကုန်တော့ဘူးဆိုတာပြောခဲ့တယ်ဆီယာမကြီးပြောခဲ့တယ်အကုန်ပြောခဲ့တယ်ဟုတ်ပြီကျေးဇူးပါပဲမခင်တန်းရဲ့သွားပေးတာဟုတ်ဆီယာမကြီးဟုတ်စွန့်ထားတဲ့ဖျားပန်းအနွမ်းအမိုက်တွေကိုချီမြန်လက်မြန်ကောက်သိမ်းယူပြီးပြာလောင်ထွက်သွားတဲ့ဆီယာမမက်ခင်တန်နောက်ကျော်ကိုဘာရမဟုတ်ငေးကြည့်ရင်ဆီယာမကြီးစောကတပ်ပြင်းတစ်ချက်ကိုချလိုက်တော့မှပဲဆီယာမညူကလည်းသူ့မူပိုင်းအတန်ခက်ကြဲကြီးနဲ့ပတ်စံမပေးရဘူးဆိုလို့ကတော့ညီးတမရလောင်နေဒီနေ့မနေ့ပြန်ကျောင်းလာအကြရှာမှာပါ၏မင်္ဂလာပါဆီယာမကြီးဟောလာကုန်ကြပါပြီဟိုမျက်နှာချိုကောင်လေးဂျိုးဆက်ကလေတာပရင်းကိုအကုန်ဖွင့်ပြုံးရင်ရုံခန်းပေါက်ဝမှာလက်ကလေးပိုက်လို့နတ်တာဖြူနဲ့ထောင်းထနေတဲ့တနခါးတွေကလည်းဖွေးလို့အိတ်ထောင်ဘက်လက်နဲ့ចောင်းဝတ်စုံလေးကတော့နွမ်းရှာတယ်ဆီယာမကြီးဂျိုးဆက်နောက်ကသူ့အမေနဲ့တူရဲ့ငယ်သေးတာပဲသူကမျက်မမြင်အဖွားဦးတယောက်ကိုတွဲလို့ဟောတော့အဲဒီနောက်မှာတော့ဆီယာမကြီးစောရဲ့2တန်းနဲ့3တန်းတက်မဲ့တပည့်ကျော်နှကောင်ဂျိုးဆက်အကူ2ယောက်သားကတုံးစိန်ကလေးတွေနဲ့ကိုရင်2ပါးအသွင်ပြောင်းလို့လာကြဟုတ်ထိုင်အဖွားကိုဒီမှာထိုင်ခိုင်းလိုက်ကျမအမေကမျက်စိမမြင်ပါဘူးဆီယာမကြီးဟုတ်လားမနေ့ကမခင်တန်းကတော့ပြောတာကျမမနေ့ကလွတ်လိုက်တာလေကျောင်းအဖို့နောက်ကျနေလို့အကြီး2ယောက်ကိုရင်မထွက်ရသေးလို့နဲ့တူတယ်ဟုတ်လားရုံခန်းပေါဝါမှာသူ့ဆီယာမဒေါ်ညိုမျက်နှာဖက်ဆူပေါ်လာတော့မျက်နှာချိုကောင်းလေးမောင်ကျိုးဆက်ကမင်္ဂလာပါဆီယာမလို့အားရပါရအော်ပြီးကြီးထက်သွားတယ်ကလေးတွေအမေကတပ်ပြင်းတစ်ချက်ကိုချတယ်ကျမတို့ကျောင်းလာအပ်တာမဟုတ်ပါဘူးဆီယာမကြီးအော်ဒါဖြစ်ကျောင်းပြောင်းလက်မှတ်ထုတ်ဖို့ပေါ့အိမ်ပြောင်းမလို့လားဟိုကျမနားလဲပါတယ်ဒီလိုပဲပေါ့ကျောင်းပြောင်းလက်မှတ်လေးတွေတီချာလုပ်ပေးလိုက်မယ်ဓာတ်ပုံလေးတွေတော့ရိုက်ရအောင်မယ်ကိစ္စမရှိဘူးကျမလုပ်ပေးလိုက်မယ်ခဏလေးမဟုတ်ပါဘူးဆီယာမကြီးကျောင်းပြောင်းလက်မှတ်မထုတ်ဘူးကျမကလေးတွေကိုကျောင်းမထားတော့ပါဘူးဟင်းဆီယာမကြီးစောတယောက်ကလေးတွေအမေကိုနားမလဲတယ်လို့ကြည့်တယ်ကိုရင်လေး2ပါးကခေါင်းလေးတွေငုံလို့ကျမသူတို့ကိုကျောင်းမထားနိုင်တော့ဘူးဆီယာမကြီးကလေးတွေအဖေကလည်းမရှိတော့ဘူးအမေဦးကြီးနဲ့ကျမတယောက်တည်းလှုပ်စာနဲ့အိုးဟုတ်ပြီကျမပြောမယ်ဒီနေ့ကျောင်းအပ်ဖို့အတွက်ကပတ်စံတပြားမှမကုန်တော့ဘူးလေကျောင်းဝင်ကြီးစာအုပ်ဖို့ဘာမှမပေးရတော့ဘူးဘာမှမကုန်ဘူးလေဆီယာမကြီးကိုအားနာလို့လာရှင်းပြတာပါကြုံရကြပန်ကျမလှုပ်စာနဲ့
ပါဇက်၅ပါးဝအောင်မစားနိုင်ပါဘူးဆရာမကြီးရဲ့အဲဒါကြောင့်ဒီအကြီးနှစ်ယောက်ကိုတခါတည်းအပီကိုရင်ဝတ်ပေးလိုက်ပါပြီဘုန်းကြီးကလည်းစာသင်ပေးမယ်တဲ့ရေပတ်မဝင်ပြောတတ်တဲ့ဆရာမကြီးစောတယောက်စွန့်အားလို့သွားခဲ့ပြီကိုရင်လေးနှစ်ပါးကမျက်နှာငယ်လေးတွေနဲ့သူတို့ဆရာမကြီးကိုကြည့်နေလေတယ်အငယ်လေးကြတော့လေကျမအလုပ်သွားရင်သူ့ဖွာအေးကိုကြည့်ဖို့ထားခဲ့ရမှာမင်္ဂလာပါဆရာမတွေမိုးမွန်အောင်လိုက်နှုတ်ဆက်ရင်ဘာမှမသိရှာသူမျက်နှာချိုကောင်လေးကတော့ရုံခန်းထဲကိုပြန်ပြီးဝင်လာခဲ့ပြီကျမတို့သွားတော့မယ်ဆရာမကြီးထကိုရင်တို့ဆရာမကြီးစောတယောက်မတ်တက်ထားရမိရင်ဂျိုးဇက်လို့ခေါ်မိတယ်ကောင်လေးကဗျာတဲ့မင်းကကြောင်းမနေချင်ဘူးလားနေချင်တာပေါ့နေပါလေကလေးတွေအမေကနှခါတီတီအန်ကျိတ်မျက်လုံးပြူခေါင်းရင်းပြပြီးမှတော့မျက်နာကလေးညှိုးကြလို့ကောင်ငယ်လေးရဲ့လေးသားပြင်းပေါက်ပါဇက်ကလည်းပိတ်ခဲ့ပြီသွားတော့ကွယ်အိုးမူးတက်လေးဟာဖြန်းကနေရိုက်ချလိုက်တော့စိတ်မန်းတွေရေကနေကြည်ကြပြန်ပြီဆီယာမကြီးကိုနှုတ်ဆက်လိုက်အောင်လေမင်္ဂလာပါဆီယာမကြီးကျိုးကြည်နေတဲ့အတန်တုံလေးပေါ်ကိုကြောင်းခန်းစီကညီညာဖြတ်ဖြတ်អော်လိုက်တဲ့အတန်တွေကဖုံးအုပ်သွားခဲ့တယ်မင်္ဂလာပါတဲ့မိုးတက်လေးကြောင်ပေးပဲလားဒီတစ်ခါမင်္ဂလာပါဟာဆီယာမကြီးစော်နာထဲမှာကွဲအပ်ကြီးမွခါတီလို့နေတယ်လို့ပါပဲ2011ခုနှစ်ဇူလိုင်လ Beauty Magazine နားဆင်အားပေးခဲ့သူတဦးတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ရှင် Channel လေးကို Like and Subscribe လုပ်သွားပြီးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့အထူးပြည့်စုံကြပါစေရှင်